မြို့နယ်ရရှိများကကိုတောင်တကားကိုဖွင့်လိုက်သောအခါရင်းတို့ဝယ်ထားသည့်ကုန်ပစ္စည်းအတုအပတစ်တာအမြောက်များကိုလက်ပူလက်ကျက်တွေ့ရှိသွားကြသည်အရာရှိကကုန်ပစ္စည်းအဝင်ပြေစာတောင်းဆိုရာကြောက်ကျဲမှလမ်းဖြန့်ပြီးလဲကျလူမတက်တုံးလုပ်သွားခဲ့သည်ချန်နာဖာကလည်းမိမိတို့သည်တခြားသူများ၏လိမ်လည်မှုကိုခံရသည့်တားကောင်များဖြစ်ကြောင်းကမန်းကတန်တူးထောက်လိမ်များခဲ့တော်လဲအရာရှိကရင်းတို့အားရွာသားများကိုဒုက္ခပေးနေသည့်တရားခံကောင်းဆောင်များအဖြစ်ပြတ်သားစွာပယ်ချခဲ့သည်နောက်ဆုံးတွင်အရာရှိများကဆိုင်တွင်းရှိကုန်ပစ္စည်းအတုအားလုံးကိုတင်စီရန်ကြီးညာပြီးဆိုင်တကားများကိုတရားဝင်ချိတ်ပိတ်စာတမ်းများကပ်ကပိတ်သိမ်းလိုက်ကြသည့်ဆိုင်ပိုင်ရှင်ကြောက်ကျဲကိုလည်းဥပဒေအရအမှုဖွင့်အရေးယူစစ်ဆေးမည်ဟုအမိန့်ချမှတ်ခဲ့ရာလူယုံမာများထိုက်ထိုက်တန်တန်အရေးယူခံရမှုကိုမြင်တွေ့လိုက်ရသောရွာသားများအားလုံးသည်အလွန်ဝမ်းသာအားရဖြစ်ကလက်တီးလက်မောင်းနှံ၍တခဲနက်အော်ဟစ်အောင်ပွဲခံကြတော့သည်လီဟုံမေကကြောက်ကျဲဆိုင်မှာပစ္စည်းဝယ်သူများဒုက္ခရောက်ချိန်တွင်မိမိတို့ပေါ်ပြစ်တင်ပြောဆိုနေကြသဖြင့်ကျေးဇူးကမ်းသူများဟုဝေလိုထံခံပြင်းစွာရင်ဖွင့်ခဲ့သည့်သို့သောဝေလိုကစီးပွားရေးတွင်ရေရှည်အောင်မြင်ရန်လူတို့၏နှလုံးသားကိုရယူရမည်ဖြစ်ကြောင်းရွာသားများသည်လူဆိုးများမဟုတ်ဘဲဆင်းရဲမည်ကိုကြောက်ရွံ့ပြီးအမှားအမှန်မခွဲခြားနိုင်ကြရုံသာဖြစ်ကြောင်းအေးဆေးစွာဆုံးမခဲ့သည့်ထို့ပြင်အခက်ကြုံနေရသူများကိုလှောင်ပြောင်မည့်အစားဖေးမကူညီရမည်ဟုဆိုကလီဟုံမေနှင့်ဂျန်ကျွန်းတို့ကိုအဖွဲ့ခွဲ၍ကူညီခိုင်းခဲ့ထို့နောက်ဝေလိုသည်စေကန်းသို့တွားရောက်ကကြောက်ကျဲဆိုင်မှာပစ္စည်းအတုများကြောင့်ဒုက္ခရောက်ရပြီးစေဖို့မတက်နိုင်ဖြစ်နေသောရွာသားများအားလုံး၏စေကူတာစရိတ်ကိုသူမကိုယ်တိုင်ငွေစိုက်ထုတ်၍တာဝန်ယူပေးခဲ့သည်မိမိတို့၏အမှားများအတွက်နောင်တရကငိုယိုတောင်းပန်နေသောဝန်အန်တီကိုလည်းဝေလိုကနှွေးထွေးစွာပွေးဖက်ဆုပ်ကိုင်ရင်မိမိတို့သည်တရွာတဲ့သားအိမ်နီးနားချင်းများဖြစ်ကြသဖြင့်အားနာစရာမလိုကြောင်းနှင့်လူတိုင်းပေးကင်းဖို့ကသာအရေးကြီးဆုံးဖြစ်ကြောင်းစိတ်ထားမြတ်စွာဖြင့်နှစ်သိမ့်ပေးခဲ့သည်ဝေလိုကတမဝါရမယုံရှိတွင်ဈေးနှုန်းမှန်ကန်ကြောင်းဆိုင်းဘုတ်ကိုချိတ်ဆွဲနေစဉ်ရွာသူအန်တီတဦးကသူမ၏လောဘကြီးမိမှုအတွက်မျက်ရည်ဝဲလျက်လာရောက်တောင်းပန်ခဲ့သည်ဝေလိုကမြည်တိမိသားစုမဆူခက်ခဲချိန်ရှိတဲ့ကြောင်းသဘောထားကြီးစွာနှစ်သိမ့်ပေးခဲ့ပြီးရွာသားများအားလုံးကိုကုန်ပစ္စည်းများမျှမျှတတလိုက်လံဝေငှပေးခဲ့သဖြင့်ရွာသားများကသူမအားရွာ၏အားကိုးထိုက်သောမန်နိုင်ဖြစ်ဝမ်းသာအားရချီးကျူးကာကွယ်ပြောဆိုခဲ့ကြသည်ထိုနေ့ညတွင်ဝေလိုသည်ကိုတောင်ထဲ၌ကြမ်းပိုးရက်လုပ်ထားသောဝါကျင်တောင်များကိုတေချာစွာစစ်ဆေးကြည့်ရှုခဲ့ပြီးရင်းလက်မှုထွက်ကုန်များသည်မြို့ပေါ်ကစက်ရုံထုတ်ပစ္စည်းများထက်များစွာတက်ရက်ကောင်းမွန်နေသဖြင့်မြို့ပြဈေးကွက်သို့တင်ပို့ရောင်းချပြီးရွာသားများအတွက်စီးပွားရေးအခွင့်အလမ်းတစ်ဖန်တီးပေးရန်ရင်ခုန်စွာဖြင့်ကြံစတွေ့တော့ခဲ့သည်အဖွားအိုသည်သူမကိုယ်တိုင်ရက်လုပ်ထားသောဝါကျင်တောင်ကိုဝေလိုထံယူဆောင်လာပြီးမြင်းမာတံမိုးသိမ့်မရှိသဖြင့်အကျွေးအတွက်သာအစားထိုးခုနှိမ်ပေးရန်အားတော့အားနာဖြင့်လာရောက်ပြောဆိုခဲ့သည်သို့တော်ဝေလိုကထိုစကားကိုညှင်းဆိုကာဤအရာသည်မြို့ပေါ်ကလူများအလွန်နှစ်သက်ကြသည့်လက်မှုပညာအစစ်အမှန်ဖြစ်ကြောင်းမြင့်တင်ပြောဆိုခဲ့သည်ထို့နောက်ဝေလိုသည်ရွာထဲ၌သာထိုင်ဆောင်မိအစားရွာထွက်အဖို့တန်လက်မှုထည်များနှင့်ဟင်းသီးဟင်းရွက်ချောက်များကိုစုဆောင်းကာမြို့ပေါ်ဈေးကြီးသို့တွားရောက်ရောင်းချပြီးငွေဖြစ်ပြောင်းလဲပြရန်ဆုံးမချက်ချခဲ့သည်ဤအစီအစဉ်ကိုကြားသောအခါလီဟုံမေနှင့်ဂျန်ကျွန်းတို့ကမြို့နှင့်ရွာသည်အလွန်ဝေးကွာသဖြင့်ရောင်းမထွက်ပါကကားကားနှင့်စီဖိုးများအားလုံးအရှုံးပေါ်နိုင်ကြောင်းစွစားရလွန်ပြီးအန္တရာယ်များကြောင်းစိုးရိမ်တကြီးတားဆီးခဲ့ကြသည်သို့သောဝေလိုကမူစုပုံနေသောရွာထွက်ပစ္စည်းများကိုငေးကြည့်ရင်းအခွင့်အလမ်းသစ်အတွက်တည်ငြိမ်စွာဆက်လက်တွေးတောနေခဲ့သည်ရွာလူကြီးဟောင်းကဝေလိုသည်ဂရိတီသောကောင်မလေးဖြစ်သဖြင့်မူချဖြစ်အောင်လုပ်ပေးလိမ့်မည်ဟုရွာသားများကိုအေးဆေးစွာအားပေးနေစဉ်ဝေလိုမောင်းနေလာသောကုန်တင်ကားကလေးရွာသို့ပြန်လည်ရောက်ရှိလာခဲ့သည်ဝေလိုကမြို့ပေါ်တွင်ပစ္စည်းအလုံးရောင်းကုန်ခဲ့ပြီဖြစ်ကြောင်းဝမ်းမြောက်စွာကြေညာပြီးတစ်တာထဲမှရောင်းချရရှိလာသောငွေသားထုတ်ကြီးများကိုထုတ်ပြခဲ့သည်သူမကသွာလာစရိတ်နှင့်ကိုယ်စလဲခများကိုနှုတ်ပြီးကြန့်ရှိသည့်ငွေများကိုရွာသားများထံသို့စနစ်တကျခွဲဝေပေးအပ်ခဲ့သည်ဝါကျင်တောင်များရက်လုပ်ပြီးဤမြငွေမြောက်များတစ်ခါမျှမရဘူးသဖြင့်ဝန်အန်ဒီအပါဝင်ရွာသားအချို့မှဝမ်းသာလွန်၍မျက်ရည်ကျခဲ့ကြသည်ထို့ပြင်ဝေလိုကမြို့ပေါ်ကုန်တိုက်ကြီးနှင့်ရေရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက်လအတွက်ဝါကျင်တောင်900နှင့်ဖက်နှက်ဘဝပြ1000ထပ်မံအော်ဒါရရှိခဲ့ကြောင်းသတင်းကောင်းပါခဲ့သဖြင့်ရွာသားအလုံးပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြသည်နောက်ဆုံးတွင်မြို့နယ်ဗျူရိုမှလူလိန်ကြောက်ကျဲကိုထိရောက်စွာအပြစ်ပေးအရေးယူလိုက်သည့်တရားဝင်အမိန့်စာပါရောက်ရှိလာသဖြင့်ဝေလိုနှင့်ရွာသားများအလုံးမိမိတို့၏စူးစမ်းအထောက်မှုကြောင့်ရရှိလာသောအောင်မြင်မှုအတွက်စိတ်အေးချမ်းသာစွာဖြင့်ဆက်လက်အသက်မွေးနိုင်ကြပါတော့သည်မြို့နယ်ကုန်သွယ်ရေးဗျူရိုသည်ကြောက်ကျဲနှင့်ချန်နာဖာတို့၏ဆိုင်အားကုန်ပစ္စည်းအတုအပနှင့်အရေးသွင်းညက်ပစ္စည်းများလိမ်လည်ရောင်းချမှုဖြင့်တရားဝင်အရေးယူတန်းရိုက်လိုက်ကြောင်းရွာလယ်ဟွန်းစပီကာမှတဆင့်တရွာလုံးသိအောင်ကြေညာခဲ့သည်ဤထိရောက်သောပြစ်ဒဏ်ခတ်မှုကိုကြားသိလိုက်ရသောအခါရွာသားများအားလုံးအလွန်အားရကျေနပ်သွားကြပြီးလက်ခုပ်တီးကဝမ်းသာအားရအော်ဟစ်အောင်ပွဲခံခဲ့ကြသည်ရွာသားများကလူလိမ်မကြီးကြောက်ကျဲတယောက်လုံးဝဘဝပြတ်သွားပြီဖြစ်ကြောင်းနှင့်ဤဒီမှာစိတ်နှလုံးမကောင်းပဲလူတို့ကိုလိမ်လည်လက်ဖျားခဲ့သည့်အတွက်ထိုက်ထိုက်တန်တန်ရရှိသွားသောဝိလက်မှုအကျိုးဆက်ဖြစ်ကြောင်းခံပြင်းအားရစွာဖြင့်အပြန်အလှန်ပြောဆိုထောက်ခံခဲ့ကြတော့သည်ကြောက်ကျဲသည့်အိယာပေါ်၌လဲလျောင်းနေစဉ်ပြင်ပမှရွာသားများကဝေလိုကိုတခဲနက်အော်ဟစ်ချီကျူးနေကြတံကိုကြားပြီးမနာလိုဝန်တို့စိတ်ဖြင့်မျက်ရည်ကျကနိုးထလာခဲ့သည်သူမသည်ရွာပြင်ကလာသည့်တစိမ့်တယောက်ဖြစ်သောဝေလိုကရွာသားအလုံး၏ကဲတင်ရှင်ဖြစ်နေသည်ကိုမကြေမနက်ဖြစ်ကသတင်းပေါက်မှနေ၍ဝေလိုတို့ဆိုင်တွင်ပျော်ရွှင်စွာအောင်ပွဲခံနေကြသည်ကိုခံပြင်းစွာစိုက်ကြည့်နေခဲ့သည်ဝေလိုကအောင်မြင်ကြော်ကြားနေချိန်တွင်မိမိမှမူအရာရာဆုံးရှုံးပြီးဘဝပြတ်ရသဖြင့်သူမ၏စိတ်ထဲ၌ပြင်းထန်သောအညိုအတေးများပေါ်ပေါက်လာခဲ့သည်နောက်ဆုံးတွင်ကြောက်ကျဲသည့်အလွန်မင်းယူသွမိုက်မဲစွာဖြင့်မိမိဒုက္ခရောက်တဲ့ကဲ့သို့ဝေလိုနှင့်ရွာသားအလုံးကိုပါနက်ပြည်မှငရဲပြည်သို့ပြုတ်ကျသွားစေရမည်ဟုအန်ဂျိတ်ကျင်းဝါကလက်စားချေရန်ဆုံးဖြတ်ခဲ့သည်ထို့နောက်သူမသည်အမောင်ရိပ်ထဲမှအန္တရာယ်ရှိသောမိရှုဖြက်စီးမိဓာတ်ဆီပုံကြီးကိုဒေါသတကြီးဖြင့်ဆွဲထုတ်ကာရုပ်မာသောအကြံစီတစ်ခုကိုစတင်ရန်ပြင်ဆင်လိုက်တော်သည်ကြောက်ကျဲသည့်အညိုတေးစိတ်ပြင်းထန်စွာဖြင့်ဝေလို၏ကုံစုံဆိုင်နှင့်ကိုတောင်ကိုမိရှုဖြက်စီးရန်ဓာတ်ဆီပုံကြီးဆွဲကာညတန်ကောင်ရန်တွင်တိတ်တဆိတ်ရောက်ရှိလာခဲ့သည်သူမကငါမရတဲ့အရာကိုဘယ်သူမှလည်းမရစေရဘူးဟုယူသွစွာကျင်းဝိုင်းရင်ဓာတ်ဆီများလောင်းချရန်ပြင်ဆင်နေစဉ်အမောင်ထဲမှဂျန်ကျွန်းကချက်ချင်းပြေးထွက်လာပြီးသူမ၏လက်ကိုအမိအယဖမ်းဆွဲတားဆီးခဲ့သည်ချက်ချင်းဆိုသလိုပင်ဝေလိုလီဟုံမေနှင့်ရွာလူကြီးအပါဝင်ရွာသားများအားလုံးလက်နှိပ်တမ်းမီများကိုစီဖြင့်ရောက်ရှိလာပြီးကြောက်ကျဲကိုလက်ပူလက်ကျက်ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်ကြောက်ကျဲကမိမိမှလမ်းကြုံ၍ဖြစ်လာရုံသာဖြစ်ကြောင်းကမန်းကတန်းလိန်ညာစင်ကြေပေးခဲ့တော်လဲဝေလိုကသူမမိရှုရန်ကြံစည်နေခြင်းမှာမိမိ၏ပစ္စည်းများကိုတင်မဟုတ်ဘဲတရွာလုံး၏စောင်းနှင်းစာများနှင့်အသက်သွေးကြောမျှော်လင့်ချက်များကိုပါဖျက်ဆီးရန်ကြံစည်နေခြင်းဖြစ်ကြောင်းဒေါသတကြီးဖြင့်ပြတ်သားစွာရှုတ်ချခဲ့တော်သည်နောက်တနေ့နံနက်တွင်မိရှုရန်ကြံစီခဲ့သူကြောက်ကျဲကိုရဲရရှိများကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးရွာလူကြီးကဥပဒေအရပြက်ပြက်တတအရေးယူပေးရန်တောင်းဆိုခဲ့တဲ့ဖြင့်သူမအားရဲကဖြင့်ဖမ်းဆီးခေါ်သွားခဲ့သည်ရွာသားများကလည်းမင်းညကကြံကျွန်းသာအချိန်မီမတားဆီးနိုင်ခဲ့ပါကတရွာလုံး၏အသက်သွေးကြောဖြစ်သောကိုတောင်ကြီးပြကျသွားနိုင်တဲ့ဖြင့်ရင်းတမမဖြစ်ပြောဆိုခဲ့ကြသည်
ထို့နောက်ဝေလိုသည်ရွာသားများစုဝေးရာသို့အတန်ချက်စကိုင်ကရောက်ရှိလာပြီးမင်းညကဓာတ်စီတပုံးတဲနှင့်ပင်တရွာလုံး၏တနစ်တာလုံအားများနှင့်မျှော်လင့်ချက်များပြာကျလူနီးပါးဖြစ်ခဲ့ရသည့်သင်ခန်းစာကိုထောက်ပြခဲ့သည်သူမကဤသို့ဖြစ်ရခြင်းမှာရွာ၏အနာဂတ်နှင့်မျှော်လင့်ချက်အလုံးကိုသူမတဦးရဲ့အပေါ်တွင်သာပုံအောထားပြီးပစ္စည်းအလုံးကိုလည်းကိုတောင်ငယ်တစ်ခုထဲတွင်စုပြုံထည့်ထားသောကြောင့်ဖြစ်ကြောင်းဤဒီမှာကြက်ဥအလုံးကိုချင်းတောက်တစ်လုံးထဲတွင်စုထည့်ထားတဲ့ကဲ့သို့ဖြစ်ပြီးထိုချင်းတောင်းသာပစ္စည်းပါကအလုံးဘာမှကြံတော့မည်မဟုတ်ကြောင်းလေးနက်စွာတတိပေးတွေးတောစေခဲ့သည်ဝေလိုကရွာသားများစုဝေးရ၌အတန်ချက်ဆက်ဖြင့်စိတ်သက်ခွန်အားဖြစ်စေမည့်စကားများကိုစတင်ပြောကြားခဲ့ပြီးသူမကိုယ်ပိုင်ငွေကြေးစိုက်ထုတ်မှုဖြင့်မေဘက်ခီလေယာထွက်ကုန်တမဝါရမအတင်းကိုတရားဝင်တည်ထောင်ပေးမည်ဖြစ်ကြောင်းကြေညာခဲ့သည်သူမကဤအတင်းဤရှယ်ယာများစုကိုရွာသားများအတွက်ပြန်လည်ခွဲဝေပေးမည်ဖြစ်ပြီးမိမိတို့၏နေရာလက်မှုပညာသို့မဟုတ်လောက်အားများဖြင့်ရှယ်ယာရှင်ဖြစ်ပါဝင်ကပိုင်ရှင်အစစ်မှန်များဖြစ်လာနိုင်ကြောင်းရှင်းပြခဲ့သည်ရရှိလာမည့်အမျက်ဆုံးများကိုလည်းညံ့ညံ့တက်ခွဲဝေပေးမည်ဖြစ်၏ဤလုပ်ငန်းမှာတရွာလုံး၏ပုံစည်းပွားရေးဖြစ်ကြောင်းပြောကြရာရွာသားများအားလုံးမိမိတို့ကိုယ်တိုင်ဆိုင်ပိုင်ရှင်တထေးများဖြစ်လာတော်မူဟုဆိုကဝမ်းသာအားရတခဲနဲ့အောင်ပွဲခံခဲ့ကြသည်ထို့နောက်ဝေလိုနှင့်ဂျန်ကျွန်းတို့သည်တရားရုံးကချိတ်ပိတ်ထားသည့်ကြောက်ကျဲ၏ဆိုင်ဟောင်းရှိသို့ရောက်ရှိလာခဲ့ကြသည်ထိုကဲ့သို့သောအမင်္ဂလာရှိသည်ဟုယူဆရသည့်နေရာဟောင်းကိုဘာကြောင့်ပြန်ဝဲရသနည်းဟုဂျန်ကျွန်းကနားမလည်နိုင်စွာမေးမြန်းခဲ့ရာဝေလိုကပြုံးလျက်ညှင်းပယ်ခဲ့ပြီးထိုနေရာကိုယနေ့မှစ၍အမင်္ဂလာနေရာမဟုတ်တော့ကြောင်းပြောဆိုခဲ့သည်ဂျန်ကျွန်းကဝေလိုအားကြောက်ကျဲ၏ဆိုင်ဟောင်းကြီးကိုဘာကြောင့်ဝယ်ယူရသနည်းဟုအော်ဒါကြီးမေးမြန်းရာဝေလိုကဤဆိုင်သည်သူမတဦးတည်းပိုင်မဟုတ်ဘဲရွာသားအလုံးပိုင်ဆိုင်သည့်မေဘက်ခီလေယာထွက်ကုန်တမဝါရမအတင်းဘုံပိုင်ပစ္စည်းဖြစ်ကြောင်းရှင်းပြခဲ့သည်ထို့နောက်သူမ၏လှုံ့ဆော်မှုနှင့်အတူရွာသားများအလုံးတက်ကြွစွာဝိုင်းဝန်းလုပ်ကင်ကြသဖြင့်ရင်းဆိုင်ဟောင်းကြီးမှာတန်ရှင်းတက်ရက်သောဆိုင်ငန်းအသစ်ဖြစ်သို့အသွင်ပြောင်းလဲသွားခဲ့သည်လီဟုံမေကရွာသားများ၏ဝါချင်းတောင်များနှင့်ပဲတောက်ရှည်6ကဲ့သို့သောထွက်ကုန်များကိုစံချိန်စံညွှန်းအတိုင်းစနစ်တကျအမျိုးအစားခွဲခြားနေရာချပေးခဲ့ပြီးဝေလိုကလည်းမြို့ပြဈေးကွက်သို့တင်ပို့မည့်ကုန်သွယ်မှုလမ်းကြောင်းမြေပုံကိုတည်တည်ချာချာရေးဆွဲပြင်ဆင်ခဲ့ပြီးနောက်ဆုံးတွင်တမဝါရမယုံအဆောက်အုံတစ်ကြီးကိုတရားဝင်ဖွင့်လှစ်နိုင်ခဲ့ပြီးဝေလိုကဤနေရာမှတဆင့်ရွာထွက်ကုန်များကိုတနိုင်ငံလုံးအတိုင်းအတာအထိတင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းတမဝါရမအတင်းချုပ်ရုံးကြီးမှပထမဆုံးအကြိမ်ကုန်ပစ္စည်းအော်ဒါများတင်ဆောင်ထားသည့်မော်တော်ကားကြီးစတင်ထွက်ခွာရန်ပြင်ဆင်နေပြီးဝေလိုကရွာသားများကိုကုန်ပစ္စည်းများကားပေါ်အမြန်တင်ရန်တိုက်တွန်းခဲ့သည်ထိုစဉ်စည်ရင်ကင်မျိုးသမီးကတရွာလုံး၏စည်ရင်စရာများတွက်ချက်ပြီးစီကြောင်းစာအုပ်ကိုပိုက်၍ဝမ်းသာအားရပြေးထွက်လာခဲ့သည်ရွာသားများရှိတွင်တောင်လိုပုံနေသောငွေစက္ကန့်ထုတ်ကြီးများကိုချပြလိုက်သောအခါတသက်တွင်ဤမြများပြားသောငွေကိုမမြင်ဘူးသဖြင့်ရွာသားများအံ့ဩဝမ်းသာမျက်ရည်ကျကမိမိတို့ရွာလေးအကြီးကျယ်ချမ်းသာပြီဖြစ်ကြောင်းပျော်ရွှင်တက်ကြွစွာအော်ဟစ်ခဲ့ကြသည်ဝေလိုကရွာသားများ၏တစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှအသီးပွင့်ရလဒ်များကိုခံစားရမည်နေ့ဖြစ်ကြောင်းပြောကြားကာရှယ်ယာအမျက်ငွေများကိုနာမည်ခေါ်၍စတင်ခွဲဝေပေးခဲ့သည်ပထမဆုံးအဖြစ်ဝါချင်းတောင်းရက်လုပ်သည့်ကြံဖိုးအားရှယ်ယာအမျက်ငွေနှင့်အတူအသင်းမှပေးသောတက်ကြီးရွယ်ကိုစုချင်းငွေပါစာအိတ်ဖြင့်စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်ကြံဖိုးကပြင်းဤတသက်တွင်ဤမြများပြားသောငွေကိုတစ်ခါမျှမရှာဖွေဘူးသဖြင့်ဝေလိုအားကျေးဇူးတင်ကဝမ်းမြောက်မျက်ရည်ကျခဲ့ပြီးအခြားရွာသားများလည်းမိမိတို့ရရှိသည့်ငွေများကိုကိုင်ဆောင်ကတရွာလုံးပျော်ရွှင်ချမ်းမြေ့စွာအောင်ပွဲခံခဲ့ကြသည်ရွာသားများကဝေလိုကိုတရွာလုံးတွင်အချမ်းသာဆုံးအမျိုးသမီးအဖြစ်ဝမ်းသာအားရအော်ဟစ်ချီးကျူးကြရာဝေလိုကအတန်ချက်ဆက်ဖြင့်နှိမ့်ချစွာပြန်လည်ပြောကြားခဲ့သည်သူမကမိမိတဦးတည်းချမ်းသာခြင်းမှာစစ်မှန်သောချမ်းသာမှုမဟုတ်ဘဲရွာသူရွာသားအလုံးအတူတူလက်တွဲ၍ချမ်းသာကြမှသာစစ်မှန်သောအောင်မြင်မှုဖြစ်ကြောင်းနှင့်ပုံမကောင်းမွန်သောအနာဂတ်နေ့ရက်များရှေ့တွင်ရှိနေသေးကြောင်းအပိစကားဆိုခဲ့သည်ထိုစဉ်ရွာလယ်ဟွန်းစပီကာမှတဆင့်မြို့ပြ၏အကြီးဆုံးကုန်တိုက်ကြီးဖြစ်သော United Times မှဝယ်ယူရေးကိုယ်စားလှယ်အဖွဲ့သည်မနက်ဖြန်တွင်မေဘက်ခီရွာတမဝါရမအတင်းသို့လာရောက်ကတီးတန့်ကုန်ပစ္စည်းထောက်ပံ့ရေးအခြေစိုက်စခန်းအဖြစ်ရေရှည်လက်တွဲရန်လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းအရေးပေါ်သတင်းကောင်းကြေညာခဲ့သည်ဤသတင်းကြောင့်ရွာသားအလုံးအလွန်တက်ကြွဝမ်းသာသွားကြပြီးဝေလိုကလည်းမိမိတို့ရွာအတွက်ပုံမကြီးမားသောစီးပွားရေးခွင့်လန်းတစ်ကြီးရောက်ရှိလာတော့မည်ဖြစ်ကြောင်းယုံကြည်ချက်အပြည့်ဖြင့်ဝမ်းမြောက်စွာကြိုဆိုခဲ့ကြတော့သည်